အမျိုးတွေမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေလည်းခုတလောမှာတော့စိတ်မကောင်းခြင်းများစွာနဲ့အကုန်လုံးဝမ်းနဲ့ကြွေကြွနေရတဲ့အချိန်ပေါ့ဗျာအဲ့ဒီမှာကျွန်တော်ဘသူ့ကိုပြောခြင်းလဲဆိုတော့အင်မတန်မှကောက်ကြည့်ရုပ်မာတဲ့နော်သူတွေအကြောင်းပြောမှုဗျာနော်နံပါတ်1ကတော့ဘယ်လိုလဲဆိုတော့နေမျိုးစဉ်နော်နေမျိုးစဉ်ဟိုကြာကူလီနေမျိုးစဉ်ပေါ့နော်ကြာကူလီနေမျိုးစဉ်ပေါ့နော်ခုလိုအချိန်မှာဒီလောက်ဒုက္ခရောက်နေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဒီလောက်ဒုက္ခရောက်နေတဲ့အချိန်မှာစက္ကစကိုဘယ်လိုတိုက်မဲခုချိန်မှာဟိုတည်းကစက္ကစအဖွဲ့တွေကငလင်းတန်းဘေးတင်တဲ့ပြည်သူတွေကိုကူညီတဲ့အချိန်မှာအခွင့်ကောင်းယူပြီးတော့တိုက်ဖို့ဆိုပြီးတော့ပြောနေတယ်တော်တော်ယုံမာတဲ့ကောင်နော်တော်တော်ယုံမာတဲ့လူပြနော်ခုလက်ရှိဖြစ်နေတာကစက္ကစဖြစ်နေတာမဟုတ်ဘူးနော်တမတော်သားတွေဖြစ်နေမှာပြည်သူတွေဖြစ်နေတာမြန်မာပြည်သူတွေဖြစ်နေတာဒါဟိုများဒါဟိုသူကဒုက္ခမရောက်အောင်စစ်ဘေးတွေထပ်ပြီးတော့လှုပ်ဖို့နော်ကင်မှုစော်ဩနေတယ်သူ့ပိတ်မှာသွားကြည့်နော်မြန်မာပြည်သူတွေဒုက္ခရောက်နေတာကိုဝမ်းနေကြောင်တစ်ခုမှမတွေ့ရဘူးနော်ဒုက္ခပေးဖို့တွေပဲမြန်မာပြည်သူတို့ဒုက္ခပေးဖို့တွေပဲသူ့ page မှာသွားကြည့်လိုက်တွေ့နေရတယ်နော်တော်တော်ယုံမာတဲ့ကောင်သိလားတော်တော်ယုံမာတဲ့ကောင်အဲ့လိုကောင်မျိုးကြီးနော်တော်တော်ယုံမာတဲ့ကြာကူလီနေမျိုးစဉ်တော်တော်ယုံမာတဲ့ကောင်ဗျာနော်ပြီးတော့ပြောသေးတယ်ဗျာမြန်မာနိုင်ငံကိုနိုင်ငံခြားကလေပြီးတော့နော်ကယ်ဆယ်ရေးပစ္စည်းတွေပို့တဲ့ခါမှာလဲတက်မတော်ဟိုသူအပုတ်ချပြီးတော့နော်စက္ကစအိတ်ထောင်နဲ့ထဲ့မာလို့နော်စစ်တပ်ကပဲအိတ်ထောင်နဲ့ထဲ့မာလို့မပေးကြပါနဲ့ဆိုတဲ့ကောင်ရှိအဲ့လိုပြောသေးတာဗျာမိုက်ရိုင်းတာတော်တော်လေးနော်ခုဒုက္ခရောက်နေတာကျွန်တော်တို့မြန်မာနိုင်ငံပြည်သူတွေအဲ့ဒါကိုနော်ဇဝေဇဝါဆိုးကလည်းပဲပြောသေးတယ်နော်ဇဝေဇဝါဆိုးကလည်းပောက်ကရတွေပြောမှာသူတို့အစိုးရလက်ထက်သူဘလို့ပြင်ဆင်တာဘာညာနဲ့ခင်ဗျားတို့အစိုးရလက်ထက်တုန်းကနော်ရေဘေးဖြစ်တာတော့မဟုတ်ပဲဒီတဘာဝပေးဆိုတာအများနဲ့ဖြစ်နေမှာပဲတဲ့နိုင်ငံတော်ကဘာမှကူတရားမလို့ဘူးဆိုတော့ခင်ဗျားတို့အမေဒေါ်စုကြည်ကိုလည်းပြောတာလေခင်ဗျားတို့မသိဘူးလားနော်ခင်ဗျားတို့ကရှောက်ပြောနေပြီးတော့အခုကမှဟိုတင်မစားအမေသေးမစားတဲ့အမေသေးနဲ့ပဲသလိုပဲနော်ခါရဲအစင်းသေးပဲမဖြစ်နိုင်တာဖြစ်အောင်မလုပ်မပေးတာတို့ဘာလို့တောင်ပြောမြောက်ပြောတယ်ခင်ဗျားတို့ဘာမှခင်ဗျားတို့လိုင်းမော်တက်ပြီးအားချောင်းတာပဲရှိတယ်မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ခင်ဗျားတို့ဘာမှနော်ရေတစ်ခွက်တောင်ခင်ဗျားတိုက်တာမဟုတ်ဘူးနော်အုတ်တစ်ချက်သေးတဲ့ဝင်ဘာမှလုံနိုင်တာမဟုတ်ဘူးနော်ကိုပေါက်တို့နော်ကိုပေါက်ဆိုတဲ့နော်ဒိုက်တာကိုပေါက်ဆိုတဲ့ကောင်နော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဒုက္ခရောက်ဖို့ပဲစိတ်သေးအောင်ဝေဒနာတွေပဲပေးနေတာနော်ဟိုဟာ9ကောင်ဟာ4ကောင်ပေါ့နော်ဟာ4ကောင်နော်ဟာ4ကောင်လည်းပါတယ်မင်းတို့တွေကွာနော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဒီလောက်ဒုက္ခရောက်နေတာကိုမင်းတို့ကမကူညီမဲ့ပြင်ဘာဖြစ်လို့အနောက်ရှက်တွေပေးနေတာတော့နော်ဘာလဲမင်းတို့အဲ့လိုပြောမှာမင်းတို့ကအဲ့လိုစားရတာလားပတ်စံရတာလားနော်မင်းတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ကိုလူမျိုးတွေအတွက်ငါတို့ဘလို့အုတ်တချက်တဲတော့ဘလို့ကူညီရမလဲမစင်သားဘူးနော်တက်မတော်ကတခုခုဖြစ်တာနဲ့ဘလို့ကူညီရမယ်ဘလို့ကယ်ဆယ်ရမယ်အဲ့လိုပဲစဉ်းစားတာတက်မတော်သားတွေကမင်းတို့လိုကောင်မျိုးတွေကိုလိုက်ထောက်ခံနေတဲ့ကောင်တွေကရှိသေးတယ်နော်တော်ဆိုးတဲ့ရုပ်မာရက်ဆက်တဲ့ကောင်တွေနော်ပြီးတော့နော်ဈေးတင်ရောင်းတဲ့လူတွေနော်ဈေးတွေတင်ရောင်းတယ်မြန်မာနဲ့သူများနိုင်ငံတွေမှာဒုက္ခရောက်လို့ရှိရင်ဈေးကိုတဝက်လျှော့ရောင်းရတာနဲ့နော်ပြဟိုတင်အလှပေးရတာနဲ့နိုင်ငံတိုင်းမှာနော်တော့ကြည့်လိုက်နော်မြေပြိုလို့မိတောင်ပေါက်ကွဲလို့ငလင်းလှုပ်လို့ဖြစ်ရင်အကုန်လုံးဈေးလျှော့ရောင်းတာဂျပန်တို့ပါလို့ဆိုကိုယ်နိုင်ငံသားတွေကလောဘနဲ့ခင်ဗျားတို့လောဘကြီးပြီးတော့အဲ့ပတ်စံတွေကခင်ဗျားတို့လောဘကြီးတော့ခင်ဗျားတို့တင်ယူသွားလို့ရမယ်ထင်လို့လားနော်တင်ယူသွားလို့ရမယ်ထင်လို့လားဒါလောက်လောဘတွေကြီးပြီးလောဘသားတွေလောဘသောနဲ့တိုက်လို့ရှိရင်တခါတည်းအဝေးသေးငရဲရောက်ကြပါလေနော်ကန်ကိုကျိုးပဲနော်ခင်ဗျားတို့ကန်ကိုကျိုးပဲခဏပြောတယ်ကန်ကိုကျိုးပဲခင်ဗျားတို့ပဲဒုက္ခရောက်မှာနော်တိတ်ပြီးတော့မယုံမာကြပါနဲ့မရက်ဆက်ကြပါနဲ့နော်မြန်မာပြည်သူတွေဒီလောက်ဒုက္ခဆင်းရဲရောက်နေတာကိုခင်ဗျားတို့တွေဘယ်လိုမျိုးဖေးမှကူညီမလဲမတွေးဘူးနော်တော်ပို့ပြီးတော့စိုးအောင်လိုက်ပြီးတော့လုံနေနှောက်ရှက်နေတဲ့နော်လူတွေသတိထားပါခင်ဗျားတို့အလှည့်လာပါလိမ့်မယ်နော်ခင်ဗျားတို့အလှည့်လာပါလိမ့်မယ်နော်အဲ့ဒါပဲကျွန်တော်ခင်ဗျားတို့တောင်းပန်နေတာနော်ခင်ဗျားတို့ကယ်ဆယ်ရေးရင်တန်းလည်းပဲနော်ကယ်ဆယ်ရေးအဖွဲ့တွေရင်တန်းတွေလည်းခြုံခိုနော်ဒုက္ခရောက်ပါတယ်ဆိုမှမင်းတို့ကဒုက္ခရောက်နေမင်းတို့ဥနှောက်တွေကဘလို့ဥနှောက်တွေဘလို့အတွေးခေါ်တယ်ဘလို့အတိတရားတွေလဲနော်တော်ရုပ်မှရက်ဆက်တဲ့ကောင်တွေနော်မင်းတို့ကမြန်မာမြေပေါ်ကပျောက်သွားမှာမင်းတို့တွေကနော်သိလားမြန်မာမြေပေါ်ကမင်းတို့မြန်ပျောက်မှတို့မြန်မာနိုင်ငံကြီးနဲ့အေးချမ်းသာရမှာနော်အဲ့ဒါပဲမင်းတို့ပြောချင်တယ်